ဒီကုန်းဆောင်ကြီးပေါ်မှာအိမ်ဆောက်လို့ရပါမလားလို့တွေးနေတဲ့သူတွေရှိလားအခုကြည့်နေတဲ့မြေကွက်လက်လေးကနေတိန်းတောင်းချီတန်တဲ့အိမ်ကြီးတစ်လုံးဘလို့ဖြစ်လာမလဲဆိုတာအဆုံးထိကြည့်လိုက်အောင်ပထမဆုံးတော့ဒီကုန်းဆောင်ကြီးကိုညီအောင်ရင်ညှိရတာကောကြည့်ပါဦးအလုတ်သမားတွေကတော့ပရွက်စိတ်လေးဒီလိုမဲ့တိုက်ညီလက်ညီနဲ့မြေတူကြောက်စီနေကြလားအုံမြချတာကအရေးကြီးဆုံးပဲဗျဘာလို့လဲဆိုတော့ဒီလောက်စောက်တဲ့နေရာမှာအိမ်ကခိုင်ခတ်နေဖို့လိုတယ်လေကဲအုံမြတီးပြီးတော့အိမ်ပုံစံလေးစောက်ပေါ်လာပြီအထက်လိုက်နဲ့စောက်ရတာဆိုတော့တော်တော်လေးတော့လက်ဝင်တာပေါ့အုတ်တွေစီအမိုးတွေမိုးပြီးတော့မှဆေးစတုတ်တာပထမတော့အယောင်စုံတွေနဲ့ဆိုတော့နည်းနည်းတော့ထူးဆန်းနေတယ်လို့ပဲတော့ဒါပေမဲ့မလောပါနဲ့ဟုတ်နောက်ဆုံးမှသူတို့ရွေးလိုက်တဲ့မီးခိုးရောင်နဲ့အဖြူရောင်ဆက်ထားတာလေးကတော့တကယ်ကို modern ဆန်ထွားတာဗျအပြင်တင်လားဆိုတော့မဟုတ်ဘူးနော်အထဲကိုကြည့်လိုက်ဟုတ်ခန်းကတော့ကျဲဝင်းနဲ့မြင်ကွင်းကရှယ်ပဲမီးပိုချောင်းဆိုရင်လည်းမင်းကလေးတိုင်းအားကြရမယ့်ပုံစံမျိုးရေချိုခန်းတဲ့ကဖတ်တက်ကလေးဆိုရင်လည်းတနေ့လုံးပင်မသမျှအကုန်ဖြီပြောက်သွားမယ့်အတိုင်းပဲနောက်ဆုံးညဘက်မီးရောင်လေးနဲ့ချိလိုက်တဲ့အချိန်မှာတော့ဝါတကယ်ကိုနတ်ပုံနန်းကြနေတာပဲဗျာဒီလိုအိမ်လေးပိုင်ဆိုင်ရဖို့ဆိုရင်တော့တကယ်ကိုစူးစမ်းရမှာပဲမိတ်ဆွေတို့ကဒီလိုကုန်းဆောင်ပေါ်ကအိမ်လေးကိုသဘောကျလား comment မှာပြောခဲ့အောင်နော်